ခင်မုန်းဖြစ်သူကိုအထူးစပယ်ရှယ်ညစာလှုပ်ကြွေးခဲ့တဲ့အမျိုးသားဘဘေယာချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုအစင်သင့်ပြင်ဆင်ပြီးတဲ့အခါမှာတော့ချစ်ရတဲ့ခင်မုန်းဖြစ်သူကိုညစာအစင်သင့်ဖြစ်ပြီးဆိုတဲ့အကြောင်းအသိပေးရင်းလက်သေးတွေကိုအတန်မြင်အောင်လှုပ်ပြရင်းနဲ့စောင့်ဆိုင်နေခဲ့ပါတယ်ခင်မုန်းဖြစ်သူရောက်လာတဲ့အခါမှာအံ့ဩနေခဲ့ပြီးတော့ညစာကိုအမဲသားစတိတ်နဲ့တူတူ cheese ball လေးတွေပြုတ်လုပ်ပေးထားကြောင်းဂျင်ဂျင်နာနာနဲ့ဒီကောင်လေးကရှင်းပြနေပါသေးတယ်ယောက်ျားဖြစ်သူက cheese ball တစ်ခုကိုအရင်ကောက်ကင်ပြီးတော့စားကြည့်လိုက်ပါတယ်မျက်စိမှိတ်ကအရသာခိုင်းနဲ့အရသာသေးကြောင်းဒုတိယတစ်လုံးကိုထပ်မံစားကြည့်ခါမှာလုံးဝထိမိနေကြောင်းမျက်နှာသားကြီးကတက်သေးပါပြီ။ခင်မိုးတွေကသူ့ရဲ့လက်ရာကိုကြိုက်တယ်ဆိုလို့ပြုံးမန်းဝင်နေတဲ့ကောင်လေးဟာလက်သေးတွေကိုတချွန်ချွန်မီအောင်တီးပြီးတော့လက်နဲ့နှာခမ်းမှာပေးနေတာတွေကိုတုပ်ပေးနေတဲ့ယောက်ျားဖြစ်သူကိုအကဲပုံနေပါရီ။အမဲသားစတိတ်ကိုဓာပပလေးနဲ့လီးဖြတ်ကစားတော့နေရင်ဇွေမျိုးမေးလက်ရာဆိုတာဓာမျိုးပါလားဆိုတဲ့အထာမျိုးခေါင်းတညင်းညင်းနဲ့စားရင်ကောင်းလုံးလို့ဖျားပါတနေခဲ့ရပါရီ။အစားကောင်းစားရင်ချစ်တဲ့လူကိုတတိယရီဆိုတဲ့အတိုင်းချက်ပြုတ်ပေးတဲ့ကောင်လေးကိုလည်းအနှင်းငယ်လှည့်ကျွေးခဲ့ပါသေးတယ်။စားနေငယ်ပုံနေတာကိုသတိထားမိတဲ့ကောင်လေးဟာစားလက်စားစတိတ်ပေါ်ကိုနီလန်းကြကြစားဖြူပေးရင်ခေမိုးပါပြုံးပျော်စေခဲ့ပါရီညစာကိုကောင်းကောင်းမွန်မွန်စားတော့ရအောင်ချက်ပြုတ်ပြင်ဆင်ပေးတဲ့ပြီးညစာစားနေတဲ့ခေမိုးရဲ့နဘေးမှာလိုအပ်တာကိုလောက်ကင်ပေးနေတဲ့ဒီကောင်လေးတို့လေမြားတွဲဟာမြင်ရသူတိုင်းအတွက်ကြည်နူးစရာပါပဲ